အားလုံးနိုင်တာတော့ကျွန်တော်ဒီနေ့မှာဒီနေ့ရဲ့ဗီဒီယိုကတော့ကျွန်တော်အမတရုပ်စတဲ့လေးတော့အမတရုပ်စတဲ့လေးကျွန်တော်ဆောင်းရတော့ဒီကောရိုက်ဖို့ဖုန်းတစ်လုံးနဲ့ကွန်ပျူတာလေးနဲ့ကျွန်တော်ဖုန်းတစ်လုံးနဲ့ဗီဒီယိုကောရိုက်တဲ့မျိုးကျွန်တော်ပြတဲ့ဒီမျိုးလုံးနော်ဒီတစ်ခုလိုပါနော်ဒီတစ်ခုကျွန်တော် Play Store မှာသွားချင်ဒီတော့ပြန်တော့အတော့လေPlay Store ရဲ့နေရာPlay Store ရဲ့ကျွန်တော်လာပါမယ်Play Store ကိုဝိုင်းစီရကြည့်တော့ရလာတယ်ဒီလိုရဲ့ဒီကိုI thinkဒီပေါ်လေးကိုမပေါ်ရတော့အားရပါတော့channel ကိုလိုက်တော့ねဟုတ်တယ်ဟုတ်တယ်နော်အားရပါတော့အားရကိုဒီမှာတောင်းလိုက်ပါမယ်ဒီချိုးတော့ဒီကိုဝင်လာမယ်ဒီဝိုင်းဆိုနေတော့ဒါလေးကိုချက်လေးပြရမယ်နော်လိုက်လိုက်ပါလေဒီဘွားကအမတည့်ခဏလေးနဲ့ပြောရင်တော့ပြန်ရမယ်ချိုးကိုတက်တဲ့ဒီကောအတင်လို့ရတာကြောင့်ပြီးလို့တွားပြီးလို့တော့အပြီးလို့ဒါကောကိုဖက်နေလို့ဒီကကျွန်တော်ဒီတိကျခွဲတာပေါ့နော်ဒီတော့ဒီကျလို့လေငါတန်းဆွေးရလေHello sorry ပါနော်ဒီထက်ကျတော့ကျွန်တော်ဗီဒီယိုရိုင်းနဲ့အတန်လေးတော့မရဘူးမှပြပါအားတော့ဆောင်းနေပါရင်နော်ကိုစိတ်ကြည့်မရောစိတ်ပါဒါပေမဲ့ကျွန်တော်ကိုလည်းဆက်စကိုလိုက်လို့ပါဒီစင်ရောလေအခုဒီရောနော်ကျွန်တော်အတန်ဒီခုအိမ်အတန်လို့မရတော့အားတော့ကျွန်တော်ကိုလုပ်ပေးပါနောက်တော့ဒီထက်ဝင်လာဒါကြောင့်ကိုရိုက်ကြည့်နေရအောင်နော်နောက်ကိုရိုက်လို့ရတယ်အခုထိရနေပြီလို့ဒီမှာပါတာရေးရပါရောနောက်မှပြန်ခေါ်မယ်တဘောတော့ကျွန်တော်တင်ရဆိုဘောဒီပါဒီတော့ပဲပါကောင်းလေးဆိုတော့ကျွန်တော်ရေးဒီလိုဒီမှာတိုင်းလည်းဘူးကျွန်တော်စပိုင်နေပါစပင်းပါကိုချိန်ရမယ်ချိန်ရဒီကျွန်တော်ရေးဆိုနေဒီထဲဝင်မလို့စပင်းရောက်ဒီလိုစပင်းရအောင်နော်ဒီလိုဝိုင်းနဲ့ဒီမှာရှိရဟောတော့တော့ပြရနေတော့ဒီပြချက်အတန်လို့နော်တန်ရရောင်းရဟိုတန်ရလာတော့ပြပြဒီမှာရှိဒီပေါ်မှာနော်ဒီပေါ်ကနေတာကြောက်တာဒီခေါက်ကနေရတာလည်းကမလို့နော်အဲ့ဒါလည်းနေထားတော့ကောင်းတယ်ဒီကအတိတ်တော့လုံးရပါတယ်ဒီအတိတ်ကနော်လုံးချင်ပရာဒါရီကိုလုပ်လိုက်ရတော့နောက်ပြီးတော့မှလုပ်ရတယ်နော်ဆက်ပြီးတော့ဒီလိုလုံးကိုဒီမှာတစ်ချက်ပြောင်းလာတာနော်ဒီမှာဒီလိုကိုရှိတယ်ဒါကြောင့်ပြီးတော့ချက်တာပေါ့နော်ဒါကြောင့်ပြီးတော့အဒီခွဲတာပဲနော်အဲ့ပြီးပြီးတော့ဒီလိုခဏထော်လိုက်လက်တော့ရတာဒီတော့ကိုဟိုကျွန်တော်တော့မယ်ဆိုတော့ဒီနေ့ခုဘယ်လိုတော့ဒီမျိုးပါဒီနေ့လို့ရှိနေတာနော်အပြီးဆုံးတင်ရပါမယ်အဲ့ဒါပါလေဆိုပြီးတော့အတန်ပိုကောင်းပြီးစီလို့အတန်ထွားအောင်လို့လောက်ကလေးတော့တင်ရပြီအဲ့ပြီးတော့ကြည့်ချင်တဲ့ဆုံးရေးတော့ရဲ့အကောင်မှာကြည့်မိပါလို့ရေးပြတော့နော်စကားရောက်ဖြစ်ကုန်အားလုံးပဲပိုင်းလာလိုက်ဒီဗီဒီယိုတော့ပါကျွန်တော်ရဲ့ဒီပေါ်မှာမမရဲ့ကြည့်ရတဲ့အတွက်ဒီမှာတူတူဒီလိုအားလုံး